တချင်းကနာမည်ကြီးအမျိုးသမီးတရုတ်ဆောင်တူကားပေါ်ကနေဆင်းလာတဲ့အခါမှာသူမရဲ့ဒီဇိုင်နာဖက်နက်တွေကိုကာကွယ်ဖို့အတွက်သူမရဲ့အင်ကြီးကိုဖက်နက်တိုက်ဖို့ဖြာလို့ခင်းခိုက်လိုက်ပါတယ်ထို့နောက်မှာတော့ဝန်ဒန်ရဲ့မိန်းကလေးဟာခေါင်မိုးပေါ်ကိုတယောက်တည်းရောက်လာပြီးပြေးဆုံတဲ့ချစ်သူတူကိုလိုချင်တဲ့အကြောင်းကောင်းကင်ကိုကြည့်ပြီးအော်ဟစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအုတ်ကာခဲတစ်ခုဖြတ်ပြေးသွားပါတယ်ချက်ချင်းဆိုသလိုသူမရဲ့ပုံးဟာထူးဆန်းတဲ့အလင်းနဲ့လင်းလာသွားခဲ့ပါတယ်သူမကုန်းကိုကောက်ယူလိုက်တဲ့အခါမှာတော့ screen ပေါ်မှာလှုပ်ဝက်စမ်းကျဲတဲ့စာလုံးပေါင်းတစ်ခုပေါ်နေတာကိုတွေ့လိုက်ရပါတယ်သူ့ရဲ့ဓာတ်ပုံကိုရိုက်လိုက်ပါသူ့ရဲ့နှလုံးသားဟာတိတ်အသွက်ဖြစ်လာပါလိမ့်မယ်ဒီစာလုံးပေါင်းကတကယ်အလုံးလုံးမလုပ်သေးချင်တာကြောင့်မိန်းကလေးဟာစမ်းတက်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူမရဲ့အသေးဆွဲအိုက်တော်ဟာပွဲသက်ခမ်းမတွေကိုဝင်လာတာကိုမြင်လိုက်ရတာကြောင့်စိတ်လှုပ်ရှားစွာနဲ့နောက်ကနေလိုက်သွားခဲ့ပါတယ်ဒါပေမဲ့တကားဝါကလုံခြုံရေးအဆောင်ဟာသူမကိုဝင်ရောက်ဖို့မထိုက်တန်ဘူးလို့ပြောပြီးတားမြစ်လိုက်ပါတယ်ဒီအချိန်ကြောင့်မိန်းကလေးဟာစိတ်တကြသွားပါတယ်ရုတ်တရက်ဆိုသလိုဖုံးဟာအဖြူရောင်အလင်းတစ်ချက်လင်းလက်သွားပြီးနောက်တစ်စက္ကန့်မှာတော့သူမရဲ့ခန္ဓာကိုယ်ပေါ်မှာလှပခန္ဓာလေးညနေခင်းဝတ်စုံတစ်စုံပေါ်လာခဲ့ပါတယ်ဖုံးရဲ့မော်စွမ်းကိုတိလိုက်တာနဲ့သူမဟာယုံကြည်မှုရှိပွဲသက်ခမ်းမတွေကိုရှောက်ဝင်သွားပါတယ်ပြီးတော့သူမရဲ့ဖုံးနဲ့အိုင်တော်ရဲ့တပ်ပုံကိုလျှို့ဝှက်စွာရိုက်ယူလိုက်ပါတယ်သူမကိုအန်အော့ဖစ်စင်လာကတော့သူမရဲ့ဆန္ဒဟာပြီးသွားပါတယ်အိုင်တော်ဟာသူမစီကိုတန်ဖိုးရှိရဲ့လေဆွဲတစ်ခုနဲ့အတူချင်းကပ်လာပြီးလူအများရှိမှသူမရဲ့လေပင်ကိုဆွဲပေးလိုက်ပါတယ်ဒီမြင်ကွင်းကြောင့်အမျိုးသမီးတယောက်ဆောင်ဟာဒေါသထွက်ပြီးစိတ်ဆိုးမှန်ဆိုးနဲ့ရန်လာတွေ့ပါတယ်သူမကလေဆွဲဟာသူမပိုင်ကြောင်းလူမားရွေးနေကြောင်းပြောပြီးစင်မိပါတယ်ဒါပေမဲ့အိုင်တော်ကတော့ဒီကံကောင်းချင်းလေဆွဲနဲ့ထိုက်တန်သူဟာသူမတယောက်ထဲသာထက်ပါတယ်လို့ပြောပြီးမင်းကလေးဘက်ကနေကာကွယ်ပေးလိုက်ပါတယ်နောက်နေ့မှာတော့အမျိုးသမီးတယောက်ဆောင်ကလေဆွဲကိုဖန်ပေးဖို့တောင်းဆိုခဲ့ပေမဲ့မင်းကလေးဟာရဲရဲဝံဝံနင်းဆိုလိုက်ပါတယ်အမျိုးသမီးတယောက်ဆောင်ဟာဒေါသအရန်ထွက်တာကြောင့်ကော်ဖီပူတစ်ခွက်ကိုသူမစီပစ်တောက်လိုက်ပါတယ်ကံကောင်းစွာနဲ့အိုင်တော်ဟာအချင်းချင်းရောက်လာပြီးမင်းကလေးကိုသူ့လက်ထဲမှာဖမ်းထိန်ပြီးကယ်လိုက်ပါတယ်ဒီလိုနဲ့မော်ဆန်နဲ့ဖုန်းရဲ့အကူအညီနဲ့မင်းကလေးဟာသူမရဲ့ပြေးစုံတဲ့ချစ်သူကိုရှာဖွေတွေ့ရှိခဲ့ပါတယ်